အားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ကရေရွန်တောင်ကိုလာပြီးတော့ဆိုရင်ကျွန်တော်တို့ဒါအလုပ်ပိတ်ရလင်းမှာရေရွန်တောင်လာပြီးတော့လိလိုက်ခီးလာတာဖြစ်ပါတယ်ရေရွန်တောင်သွားမယ်ပြီးဟင်းသက်ကူဆိုလားမသိအဲ့လိုလဲသွားမယ်တက်လို့ရမြတောင်တွေအကုန်တက်မှာဖြစ်ပါတယ်အခုဆိုရင်တော့အားလုံးပဲလိုက်ခဲ့ကြပါဦးကျွန်တော်တို့အခုဆိုရင်ဒါရေကိုတောင်ပေါ်ပေါ့နော်ဒါဖုံးချောင်းဝင်းနေရလေဒီလေကနေတက်ကမှာဖြစ်ပါတယ်ဟိုးထိတ်တိဇွန်လေးဆွဲပြရမယ်ဟိုးအဲ့ဒီထိတ်တိကိုတက်ကမှာဖြစ်ပါတယ်ဒါအခုဆိုရင်တော့အခုဆိုရင်ဒါကျွန်တော်လေကားပေါ်စတက်နေပါပြီလို့မိုက်ကမပါဘူးမထိုင်းနေတယ်မှာမြောက်အဆင်းလာပြီဟောဆင်းလိုက်မှာမြောက်တွေဆင်းလာတယ်မိုင်းပြောင်းမယ်ငါတို့ကြိုက်ချိုးတောင်တက်ခဲ့တယ်ဘယ်လိုလုပ်မလဲတက်မှာလားတက်ကမှာလေပို့မှာထိတ်ဒီမှာဝေးသွားအများကြီးပြရမှာတက်တာကင်မရာလေးကကြီးစောက်နေတာကွာရှူကလေးလာရတယ်သူ့တော့ငါထိုင်းမှာချောင်းဆိုးတယ်ရိုင်းနေကျွန်တော်ဘာညာပေါ့ညီလေးမောလာပြီမောလာငါလေးရိုက်ပါဟုတ်တယ်လေရိုက်ပြီလားအားလုံးမင်းတို့ထုတ်ကန်ကြအောင်ငါဘလို့ရိုက်နေတာဒီတိုင်းစူးနိုင်နေမှာပါလဲငါပြောတယ်ငါလူနေရာမျိုးမှာစူးနိုင်နေတတ်ရှင်နေကွာသူရေးသေးလေဘောမြောက်တယ်ဒီကအဲ့ပေါ်ဆက်တယ်မှာရိုက်ရတယ်ဆုံးလာတယ်ငါတန်းလာပြီတက်တော့ဟုတ်တယ်ကွာစူးနိုင်ပါရင်တော့ငါပါလိနိုင်တက်လို့ရတယ်နေဆောင်မယ်တွေ့အဲ့လိုပဲရအေးစေးပေါ့ရောက်နေတော့ပြပါရင်နော်ဒါတော့ကျွန်တော်တို့တောင်ပေါ်ဆက်တင်တယ်ခင်ကျွန်တော်ရဲ့ခွဲသားကြီးပါအဲ့ဒီမှာခါမတဲ့နောက်ခုဆိုရင်တောင်ထိပ်ကိုရောက်မှနေပြီဖြစ်ပါတယ်နော်
ထောင်ထိပ်ကိုရောက်နေပြီခုဆိုသုံးပုံနှစ်ပုံလောက်ကိုတော့ရောက်လာပြီပြောတယ်ဟုတ်ပါတယ်လမ်းမှာလည်းခုနကဆိုမြောက်တွေအုပ်တမာကြီးတွေ့ခဲ့ပါတယ်မြောက်ကတော်တော်ကြောက်ဖို့ကောင်းပါတယ်အုပ်တွေလိုက်လှူတာချွေးလည်းတော်တော်ထွက်နေပါတယ်ကျွန်တော်တို့မင်းတို့လာလေကွာဒီမှာလာတော့ညီတူးဆိုတဲ့ကိုနီကိုတို့ဖြစ်ပါတယ်ကျွန်တော်တို့တောင်ပေါ်တက်ရတာလေတော်တော်မလွယ်လာတာပါခင်ဗျာပါလုံးမောပါတယ်ပါသူတော်တော်မောပါတယ်ဒါကတော့စောကြောက်လေးပါတက်ခဲ့ရအမြင်စောကြောက်ဆိုစောကြောက်ပါဒီမှာတော့ကျွန်တော်တို့အပေါ်ဆုံးထက်ကိုရောက်တော့ဖြစ်ပါတယ်တော်မောပါတယ်မင်းလည်းအခုကတော့ဘေးနေပေါ်ဒါတော့ကျွန်တော်တို့မလေးတောင်မလေးပေါင်မလေးတောင်မဟုတ်ပါဘူးရေကွန်တောင်ရဲ့ထိပ်ကိုတော့ရောက်ရှိနေပါပြီကျွန်တော်တို့ဖွဲ့ဒါတော့ကျွန်တော်တို့ရဲ့အုတ်ထင်းသူဖြစ်ပါတယ်အုတ်ထင်းသူဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီဘောနေဖက်တာဒါတော့ဘာကောင်းလဲတော့မသိပါဘူးချောသုံးသူရမှန်ပါတယ်အောက်ကိုရက်လို့ရတယ်ဟုတ်လားဒီအဲ့ဒါခဏယောက်ျောင်းတင်ဖုန်းခလာကြီးကောင်းရက်လာနေရက်ဖုန်းခလာကြီးဒီလိုဝေးရဲ့ဆဲတော့
လယ်မှာရှိတဲ့ဒါဖျားလေးကိုတွန်းရတာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြပါဦးပြည့်တဲ့ဘလော်လေးရဟာပြည့်နေရပါပြီတဲ့ဟာတော့အားရမိုက်ကိုမေ့နိုင်ဖို့ချိန်ဘလောက်ထိလိုအပ်မလဲပင်ပန်းလို့တဲ့နေ့တွေကိုငါတယောက်တည်းအန်တူလို့တန်ရောစင်ဖြတ်နိုင်ဖို့ချိန်ဘလောက်ထိပေးရမလဲကိုတယောက်တည်းပြိုင်ပြီးတယောက်တည်းငိုပြီးပြန်ရတယ်ဟိုမင်းဘက်ကလည်းပြနှုတ်ဆက်ခါထွက်သွားဟိုထားခဲ့ဖို့မင်းစိတ်မှာဟိုကလေးကတွေးထား
ကိုအောင်ထက်ရဲ့တဘာဝနဲ့စမယ် ညာလေးတညာလာလေးကမသာဘဝလေးတဲ့သူလေးရောက်လာဘသူလေးမေးတာမမိပါနဲ့တဲ့ကတားလေးနဲ့ဆိုညီတဲ့ခါအိုးသချင်းလေးကိုယ်နှလုံးသားခဏလေးတွင်မှကြွဝင်ခဲ့ဒါသာမန်တွေထဆွမ်းတဲ့သော How can I be homophobic? My bitch is gay. Hitman in a top try, see a man topless, even a stick is gay. Hugging my. Come on, son, let's be sad.